အားလုံးပဲမင်္ဂလာပါရှင်ဒုက္ခဆက်ဆံမှာကျေးဇူးတင်ပါတယ်ကိုရီးယားနိုင်ငံတို့အိမ်မက်မလို့ဒီများအတွက်ဘာလို့ချင်းတမောကြီးမှာလက်ထိပ်ရဲ့အော်ဂန်29ရက်နေ့မှာဖောက်ပိတ်သိန်းတော်မှာမို့အများဆုံးလာရောက်စီရင်ပေးတဲ့အနိုင်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်ကိုရီးယားနိုင်ငံစီတွားရောက်ပြီးမိမိအနာဂတ်တိုးတက်ရေးအတွက်အလောက်လောက်ကိုင်းလူကြီးများနေတယ်အလောက်ကိုင်းခွင့်ရကောင်းတစ်ခုကိုလက်လုံးမခံမဲအခုနဲ့စီရင်ပေးတဲ့အနိုင်လိုက်တော့အော်ဂန်25ရက်ဖောက်ပိတ်ရမတိုင်မီ6လတင်လို့လူများနေပြီ906တော့တယ်ဒီဆက်ပြန်အစိုးရကတိုင်းနီးကြတာသားပြုနေရန်ကုန်မြို့မှာရှိတဲ့ဒုက္ခဆဆဲရုံချုပ်စီတာရောက်ပြီးစီရင်ပေးတဲ့အနိုင်လို့ရလာပြီရှင်ဒီမင်းတို့ရဲ့ကိုရီးယားနိုင်ငံအမတ်ကိုဒုက္ခဆဆဲနဲ့အတူအကောင့်ထဲပေါ်လိုက်ပါ